နာဂါဂျူးနာဆိုတာဗုဒ္ဓဘာသာမဟာယာနအတွေးခေါ်မှာအရေးပါဆုံးပညာရှင်တစ်ယောက်ပါအထူးသဖြင့်မထျာမကအလယ်အလတ်လန်းတဒနာကိုင်းကျောင်းကိုတည်ထောင်သူအဖြစ်လူသိများပါတယ်နာဂါဂျူးနာရဲ့ဘဝအချက်လက်များမှာရှားပါးပြီးအများစုမှာဒန်ရီနဲ့နောက်ပိုင်းစာပေတွေကဆင်းသက်လာပုံရတယ်သူ့ကိုအိန္ဒိယတောင်ပိုင်းအန္ဒရာပရာဒေ့ရှ်မှာမွေးဖွားခဲ့တယ်လို့ယုံကြည်ကြပြီးယမနမိသားစုမှဆင်းသက်ခဲ့တယ်လို့ဆိုကြတယ်။ငယ်ရွယ်စဉ်မှာဗုဒ္ဓဘာသာဆရာများထံပညာသင်ယူခဲ့ပြီးမဟာယာနကျမ်းဂန်များကိုရှာဖွေလေ့လာခဲ့တယ်။သူ့ရဲ့ဘဝမှာနဂါးတွေကတရားဟောကြားခဲ့တယ်လို့ဒန်ရီရှိပြီးဒါကြောင့်နာဂါဂျူးနာနဂါးရဲ့ခွန်အားလို့နာမည်ရခဲ့တယ်။သူ့ရဲ့တပည့်ဖြစ်တဲ့အာယဒေဝကသူ့ရဲ့အယူအဆတွေကိုဆက်လက်ဖွံ့ဖြိုးခဲ့တယ်။နာဂါဂျူးနာဟာဗုဒ္ဓဘာသာကျောင်းများမှာဆရာအဖြစ်ဆောင်ရွက်ခဲ့ပြီးသူ့ရဲ့လက်ရာများဟာဗုဒ္ဓဘာသာအတွေးခေါ်ကိုအသစ်တဖန်ပုံဖော်ခဲ့ကြတယ်။သူ့ရဲ့အဓိကလက်ရာတွေထဲမှာမူလမကြမကကာရိကအလယ်အလတ်လန်းရဲ့အခြေခံကဗျာများဟာတစ်ခုအပါအဝင်ဖြစ်ပြီးဒီကဗျာပိုက်450ကျော်မှာသူ့ရဲ့အယူအဆကိုအပြည့်အဝဖော်ပြထားတယ်။နာဂါဂျူးနာရဲ့တသနာဟာဗုဒ္ဓဘာသာရဲ့အတွေးခေါ်ကိုတော်လှန်ခဲ့ပြီးတိဘက်တရုတ်ဂျပန်နဲ့အရှေ့အာရှဗုဒ္ဓဘာသာဂိုင်းများမှာအရေးပါဆုံးအခြေခံဖြစ်လာခဲ့တယ်။